ကယ်ပြောက်ဆုံးသွားတဲ့လူတွေကိုအခြေခံပြီးတော့လှုပ်ထားတဲ့ Roblox game အချို့ရှိပါတယ်အရင်ကဆို YouTube မှာခဏတွေ့ရပေမဲ့အဆိုးဆုံးကတော့99 Night in the Forest ပါ game တွေကိုစဝင်လိုက်တာနဲ့ဒီ game ကတကယ်ဖြစ်ရမှန်ကိုအခြေခံပြီးတော့လှုပ်ထားတယ်ဆိုတော့စာတန်းထိုးထားတာတွေ့ရမှာပါဒီ game ကတကယ်ပဲလူသားစားတဲ့တမင်ရဲ့တဏ္ဍာကြီးကိုအခြေခံပြီးတော့လှုပ်ထားတာလားဒါမှမဟုတ်တခြားအကြောင်းအရာတွေရှိသေးလားဆိုတော့ဒီဗီဒီယိုမှာပြောပြပြီးတော့မှာပဲဖြစ်ပါတယ်Roblox နဲ့ပတ်သက်တဲ့ content တွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ကျွန်တော်ကို subscribe လုပ်ပေးထားလို့ရပါတယ်ကျွန်တော်ကတော့ Can ပါဒီ game ရဲ့ပန်းတိုင်ကတော့ပျောက်ဆုံးသွားတဲ့ကလေးတွေကိုခြာတွေ့ဖို့ပါပဲဒါဆိုလို့ရှိရင်ပျောက်ဆုံးသွားတဲ့ကလေးတွေရဲ့ဖြစ်ရမှန်ကဘာလဲဆက်လန်ကတော့2023ခုနှစ်မေလတုန်းကလူကြီး3ယောက်နဲ့ကလေး4ဦးပါတဲ့လေရင်သင်းကအမေဇုံတော့ရဲ့တောနက်ထဲမှာပြက်ကျခဲ့ပါတယ်ကဲဆူးစွာနဲ့ပဲလေရင်ပြက်ကျသွားခဲ့ပြီးကလေးနဲ့မိခင်ဖြစ်သူပဲအသက်ရှင်ကျန်ခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကမိခင်ဖြစ်သူကလေရင်ပြက်ကျပြီး4ရက်အကြာမှာတည်ဆုံသွားခဲ့ပါတယ်ကလေးတွေအနေနဲ့ကတော့အသက်က73နှစ်9နှစ်4နှစ်နဲ့17နှစ်အရွယ်ကလေးတွေဖြစ်ကြပြီးတော့အမေဇုံတောထဲမှာတောင်တင်ကြံရိုက်ခဲ့ကြတာပါသူတို့ဒီလောက်အကြာကြီးအသက်ရှင်နိုင်တာကတကယ်ကိုအံ့ဩဖို့ကောင်းပါတယ်ကလေးတွေကတစ်တီတွေနဲ့အစိတွေကိုစားရတယ်လို့သူတို့ကိုလိုက်ချနေတဲ့စစ်တပ်ကလေရင်နဲ့ချပေးထားတဲ့အစားအစာတွေကိုလည်းချပွေးစားတောက်ခဲ့ကြပါတယ်။အံ့ဩစရာကောင်းတဲ့ဖြစ်ရမှန်ဇက်လန်ကတော့အမေဇုံတောထဲမှာရက်ပေါင်40နီးပါးကြာပြီးတဲ့နောက်မှာတော့သူတို့ကိုပြန်လဲကယ်ဆယ်နိုင်ခဲ့ပါတယ်။ဒါလောက်အကြာကြီးအသက်ရှင်နိုင်ခဲ့တာကတကယ်ကိုမယုံနိုင်စရာပါပဲ။ဒါပေမဲ့သူတို့တယောက်တည်းတော့မဟုတ်ပါဘူး။99 Night in the Forest game ထဲမှာကလေးတွေကိုဝင်းပလီတွေကကာကွယ်ပေးထားတာကိုမှတ်မိကြမှာပါ။တကယ်ဇက်လန်မှာတော့ခွေးတစ်ကောင်ကပေါ်လာပြီးနေထိုင်ခဲ့ပြီးတော့တောထဲကိုပြန်ဝင်တော့ခဲ့တယ်လို့ကလေးတွေကပြောခဲ့ကြတယ်။အဲ့ဒီခွေးကသူတို့ကိုကာကွယ်ပေးထားတယ်လို့ကလေးတွေကယုံကြည်ကြပါတယ်အမေဇုံတောထဲမှာခွေးတစ်ကောင်ကဘာလုပ်နေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ theory တွေရှိပါတယ်အဲ့ဒီခွေးဟာပျောက်ဆုံးသွားတဲ့ Wasteland လို့ခေါ်တဲ့ခြောက်ဖွေကယ်ဆယ်ရေးခွေးဖြစ်တယ်လို့ယူဆခဲ့ကြပါတယ်စစ်တပ်ကကလေးတွေကိုခြောက်ဖွေဖို့အတွက် Wasteland ပျောက်သွားခဲ့ပေမဲ့ Wasteland ကကလေးတွေကိုရှာတွေ့ခဲ့ပြီးတော့သူတို့ကိုကာကွယ်ပေးခဲ့ပုံရပါတယ်ဒါကဂိမ်းထဲမှာဝင်ပလီတွေကကလေးတွေကိုကာကွယ်ပေးထားတာနဲ့ဆင်တူပါတယ်စီးရုံရောက်တဲ့အခါမှာ Listening ဆိုတဲ့ကလေးကတစ်ပင်အောက်မှာထိုင်နေတဲ့ခွေးပုံကိုရောင်စုံခဲတဲ့နဲ့ဆွဲထားတဲ့ပုံကိုတွေ့ရပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါကဝင်ပလီပုံမဟုတ်ဘဲနဲ့တမင်ပုံဖြစ်နေတာကတမင်များသူတို့ကိုတကယ်ကူညီခဲ့တာလားဆိုပြီးတော့မေးစရာတွေဖြစ်နေပါတယ်တကယ်အသက်ရှင်ကျန်ခဲ့တဲ့သူတွေကဂိမ်းတွေကလူမျိုးတန်နိုင်လာတက်တဝါတွေနဲ့ရင်ဆိုင်ခဲ့ရတာမဟုတ်ပါဘူးအမီဇုံတောထဲမှာတော့တောရိုင်းတလိဆန်နေတဲ့ရန်ကနေတော့ပုံချောင်ခဲ့ရတာတိကျမှာပါလူသားစားတဲ့သူတွေကတော့နေရာဒေသအချို့မှာတကယ်ရှိပေမဲ့ကံကောင်းစွာနဲ့ပဲဒီဖြစ်ရမှန်မှာတော့လုံးဝမကြုံတွေ့ခဲ့ရပါဘူးဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်